ပခုံးထမ်းခဲ့ရသောတမိုင်းနှင့်အမီမဖော်လိုသောຫນွေဦးများအိမ်တောင်ပြုတ်တယ်ဆိုတာငါနဲ့မဆိုင်ဘူးလို့စိတ်ပိုင်းဖြတ်ပြီးမိသားစုဆိုတဲ့လေကြီးကိုတယောက်တည်းပခုံးထမ်းလှော်ခက်ခဲ့တဲ့အပြူကြီးလူပြူကြီးများတွေ့တာအခုဒီဗီဒီယိုကိုနားထောင်နေချိန်မှာတင့်အသက်ဟာအနည်းဆုံး3ချိန်မှအထက်40နာရောက်နေလောက်ပါပြီတင်အခုအိယာတဲ့ရောက်နေတယ်ဆိုရင်ဖုန်းကိုချစိတ်ကိုငြိမ်ငြိမ်လေးထားမျက်စိမိတ်ပြီးအောက်ပါချက်3ချက်ကိုစဉ်းစားကြည့်လိုက်ပါ1မိသားစုတာဝန်ကိုစတင်ထမ်းပိုးခဲ့စဉ်ကမိသားစုပုံစံနဲ့အခုလက်ရှိမြင်နေရတဲ့မိသားစုပုံစံတူပါသေးရဲ့လား2ပါရီပြောင်းလဲသွားသည်လဲဘာကြောင့်လို့ထင်တယ်လဲ3အခုချိန်မှာမိသားစုကိုအပြောချိန်ဆုံးစကားကဘာဖြစ်မလဲကချင်ကကိုကိုအားကိုကြီးခဲ့တဲ့မြဝင်းတွေဟာအခုတော့ကိုကိုကြော်လွန်ပြီးကိုပိုင်ကဘာတွေစီငေမောနေကြပြီလက်ဆွဲပြီးចောင်းပို့ခဲ့ရတဲ့ညီငယ်ညီမငယ်တွေတာမကသူတို့ကနေသစဉ်ပေါက်ဖွာလာတဲ့တူမတွေရဲ့ရှိရဲတော့ပါမနာတမ်းပေးဆက်ခဲ့ရတာမဟုတ်လားအခုတော့သူတို့တွေလည်းကိုပိုင်ဘဝတွေနဲ့အတောင်ပန်ဆုံလို့ဖြန့်တန်းဆွာကြပြီငါပခုံးပေါ်ကဝင်းတွေပေါ့သွားပြီမဲ့ငါနှလုံးသားကတော့တယောက်တည်းအရန်ကိုအေးစက်နေပြီတာဝန်ဆိုတာထမ်းထားတဲ့သူတွေပဲလေးလံတာဖြစ်ပြီးအထမ်းခံရတဲ့သူတွေအတွက်တော့ဒါဟာတဘာဝတရားလို့ဖြစ်နေတတ်ပါတယ်ကိုယ့်ရဲ့ပေးဆက်မှုကိုတာဝန်တစ်ခုထံမပိုးဘူးလို့သူတို့ကသတ်မှတ်လိုက်ကြတဲ့အခါကိုယ့်ရင်ထဲမှာဘာမှမသိတဲ့ဟာကွက်ကြီးတစ်ခုကြံရည်ခဲ့တယ်တကယ်တော့ငါရဲ့နူပြိုမှုတွေကိုမင်းတို့အားလို့ရဲ့ရှေ့ရေးတွေငါယဉ်နီးပေးခဲ့တာပါငါမှလည်းအခြေရှိခဲ့တယ်အိမ်မရှိခဲ့တယ်ငါကိုမျက်နှိုးမဲ့သူနဲ့ဘဝတစ်ခုတည်ဆောက်ခြင်းနဲ့စန္ဒာတွေရှိခဲ့တာပေါ့ဒါပေမဲ့ငါသာထွက်သွားရင်ငါအမေဘလို့လုပ်မလဲငါအမိသားစုဘလို့ရက်တည်မလဲဆိုတဲ့အမေမျက်နှာနဲ့မိသားစုရေကိုပဲရှေ့တန်းတင်ပြီးအရာရာကိုငါစတီးခဲ့တယ်အမေစိတ်ချမ်းသာဖို့ဆိုတဲ့တွန်းအားတစ်ခုတည်းနဲ့ငါဘဝကိုအမောင်ချခဲ့တာပါအခုမင်းတို့အစင်းပြေနေကြပြီဆိုရင်ငါကိုကျေးဇူးတင်ဖို့ထက်ငါရဲ့တိတ်ဆက်နေတဲ့အထီးကျန်မှုကိုတဘာဝအတိုင်းဖြစ်နေတာလို့မမြင်ပါနဲ့ငါကိုပြန်ကြည့်ပေးဖို့အချိန်မရှိရင်တောင်ငါရဲ့ဘဝတစ်ခုလုံးကိုမင်းတို့အတွက်အခါမဲ့ပြီးခဲ့တယ်ဆိုတာလေးတော့တစ်ချက်လောက်တတိယပေးကြပါမိသားစုအတွက်လူပြိုကြီးအပြိုကြီးလုပ်ခဲ့ရသူတွေဟာအိမ်တရင်ရဲ့အုတ်မြစ်တွေပါအုတ်မြစ်ဆိုတာဘယ်သူမှမမြင်ရတဲ့မြေကြီးထဲမှာမြုံနေရတာမျိုးပါအပေါ်ကစာသားတွေဟာငါပြောချင်တာတွေငါဖြစ်နေတာတွေပါလားလို့ခံစားမိရင်ဒီအချက်လေးတွေကိုဆက်ပြီးနားထောင်ပေးပါဖြော်လင့်ချက်ကိုအနားပေးပါမိသားစုစီကနားလေပေးမှုအတီမပြူမှုဒါမှမဟုတ်ပြန်လေကြည့်ရှုမှုကိုလျှော်လင့်နေတဲ့ဆိုရင်တင့်ရင်တွေကတန်ရာကတတ်တာမှမဟုတ်ပါဘူးကြာမကြီးကိုအရင်ကြီးလို့ပါကိုခြေထောက်ပေါ်ကိုရက်နိုင်ဖို့ကြာမကြီးကိုအစွမ်းကုန်ဂယူဆိုင်ပါကိုလက်လှူရှားမှုလုပ်ပါအစားအသောက်ဆင်ခြင်ပါကိုကျမ်းမာနေမှာပါတပားသူစီမှာဒူးထောက်ရမယ့်အခြေအနေကနေကားကွယ်နိုင်မှာပါတယောက်တည်းနေခြင်းကိုလွတ်လပ်ခြင်းလို့မြင်ကြည့်ပါတယောက်တည်းနေရတာဟာအထီးကျန်ခြင်းမဟုတ်ပဲလွတ်လပ်ခြင်းလို့မြင်အောင်ကြည့်ပါကိုချစ်ခြင်းကသာတဲ့အတွက်အစစ်မှန်ဆုံးအဖို့ဖြစ်ပါလိမ့်မယ်အခုချိန်ကစပြီးတာဝန်ကြီးတဲ့အပြိုကြီးလူပြိုကြီးနေရာကနေခေတ္တအနာယူပြီးကိုပြန်ချစ်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲရှင်သန်ခြင်းကိုတိုက်တွန်းခြင်းပါတယ်ဗီဒီယိုကိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်စာသားလေးကိုဗီဒီယိုအဖြစ်လုပ်ခွင့်ပေးတဲ့အကိုလေးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုဘဝအတွက်အသေးပဲရှိတဲ့ဗီဒီယိုတွေကိုနားထောင်ခြင်းနဲ့ဆိုရင် follow လုပ်ထားခဲ့ပါမြန်မာပြည်ကြီးအမြန်ကြီးချမ်းပါစေဗျာ